ဒီနေ့မှာကျမတင်ပြလိုတဲ့အကြောင်းအရာကမြန်မာနိုင်ငံမှာအရေးကြီးသလိုအငင်းပွားမှုများစွာဖြစ်ပေါ်ခဲ့တဲ့အေယာဝတီမြစ်ဆုံစီမံကိန်းအကြောင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့အနီးမှာမေခါမြစ်နဲ့မလီခါမြစ်တို့ပေါင်းစုံတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကနေစတင်ပြီးမြန်မာနိုင်ငံရဲ့အထူးကရေအရင်းမြစ်ဖြစ်တဲ့အေယာဝတီမြစ်စီးဆင်းသွားတာဖြစ်ပါတယ်။ဒါကြောင့်မြစ်ဆုံဒေသဟာတဘာဝအလှသမိုင်းယဉ်ကျေးမှုအရာလဲအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို2011ခုနှစ်တွင်လူထုကန့်ကွက်မှုများကြောင့်ယာယီရပ်ဆိုင်းခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာလူထုအတန်ကိုတုံ့ပြန်ခဲ့တဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုလဲသတ်မှတ်ခံခဲ့ရပါတယ်။သို့တော့နှိမ်များကြပြီးတဲ့နောက်စီမံကိန်းကိုပြန်လည်အကောင်အထည်ဖော်ရန်ကျိုးပမ်းမှုများပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။မြစ်ဆုံစီမံကိန်းကြောင့်ဖြစ်လာနိုင်တဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအပေါ်ပညာရှင်များကစိုးရိမ်ချက်များထုတ်ဖော်ခဲ့ကြပါတယ်။ဆယ်တီဆော့လိုပါကနှုံးမြေစီးဆင်းမှုရောနှဲနိုင်ပြီးအေယာဝတီမြစ်ဝှမ်းတလျှော့လေယာမြေများမှာမြေစီလွှာအားနည်းလာနိုင်ကြောင်းသုံးသပ်ထားကြပါတယ်။ထို့အပြင်သဘာဝစနစ်ပြောင်းလဲမှုများကြောင့်ငါးလုပ်ငန်းစိတ်ပြိုးရေးနှင့်တည်ယူပို့ဆောင်ရေးကဏ္ဍများအပေါ်လဲတည်ရောက်မှုရှိနိုင်ပါတယ်။စီမံကိန်းကြောင့်ဒေသခံပြည်သူတွေပြောင်းရွှေ့နေထိုင်ရခြင်းယဉ်ကျေးမှုအမွေအနှစ်များပျက်စီးနိုင်ခြင်းနှင့်လူနေမှုဘဝအပေါ်တည်ရောက်မှုများဖြစ်ပေါ်နိုင်ကြောင်းဒေသခံများကဖော်ပြခဲ့ကြပါတယ်။အနာဂတ်တွင်အကြီးစားစီမံကိန်းများဆောင်ရွက်ရာတွင်ပြည်သူအတန်ပေါင်းကျင်ထိမ့်သိမ်းရေးနှင့်ရေရှည်အကျိုးအမြတ်များကိုစနစ်တကျစဉ်းစားဆောင်ရွက်ရန်လိုအပ်ကြောင်းမြစ်ဆုံကိစ္စကသင်ခန်းစာတစ်ခုအဖြစ်တက်တည်ပြနေပါတယ်။